ဒီကိုလည်းဒီမှာပုံသွင်းနေလို့ ထင်းတဲ့အတိုင်းပဲရွှေကောင်းပြောင်ဟာလေဒီကငါဥတလုံးတကောင်ကျွတ်မလို့ဘဲဥဟင်းကြီးပဲချက်ကျွေးနေရတာ ဟုတ်ပါဘူးရဲ့ကျွန်တော်ဒီနေ့ရှင်းသွားနိုင်လို့ပါ ဟွန်းနေစင်းမသွားနေတာကလည်းတရက်လည်းမဟုတ်နှစ်ရက်လည်းမဟုတ်နေတဲ့ဒီဘဲဥဟင်းကြီးပဲစားနေရလူလည်းဘဲဥပေါက်နေပြီကဲတော့ပြီငါဆိုင်တမင်းဆိုင်ရဲမဲ့သွားစားတာတော့ ပြက်တာကြည်ယူမှာကိုလေးလက်ဝင်တယ်နော်စိတ်ဆင်းရမလို့ဆမ်းပါနဲ့အင်းမကောက်လည်းငါရှိလားစားစမ်းပါဟဲ့ တော်လေးကဘာနာလဲလို့လေကျွန်တော်မှရင်ကျုံမပြီးမြင်းလေးဆွဲပြီးလို့ဒံငွေဆောင်ရတာတစ်မျိုးစေကန်းသွားပြီးကြည်ပြူပိုက်အဲ့ရတာကတစ်မျိုးပတ်စံတွေကအရန်ကုန်တာအိမ်မှာအခြေအနေတိတ်မကောင်းဘူးထမင်းဟင်းတောင်တယောက်စာပဲရှိပုံရလို့ကျွန်တော်တပင်ပြဿနာရှာပြီးထွက်လာတာပဲကျွန်တော်ကအငတ်နေလို့ရတယ်ကျွန်တော်မိမအငတ်နေလို့